နောက်မှဒီ gaming channel လေးကလည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးတော့မှာတော့ဒီ MCC event မှာစိန်ရအောင်ကက်ကနဲ့ဘယ်လိုမျိုးအခြေခံအတက်လောက်အောင်လဲဆိုတော့ပြပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးဟာဘယ်တော့တကူထောက်ကူဖြစ်မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါတကယ်လို့မသိရရှင်လည်း comment မှာမေးပေးခဲ့ပါလားအရင်ဆုံးကိုကတင်မဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးလိုက်ပေါ့နော်ရွေးပြီးတော့ဒီအောက်က ratio ဆိုတဲ့အထက်မှာ YouTube မှာဒီမှာဖြစ်တဲ့ YouTube ပုံနဲ့ YouTube ပုံနဲ့ရင်ကြောင်းလိုက်video ချက်တော့ရတော့ YouTube ratio နဲ့ကညောင်းလို့ညှိလိုက်ပေါ့ဗျာကျွန်တော်ညှိပြီးဆိုရင်သင်ကြီးပိုင်းပေါ့သင်ကြီးပိုင်းဆိုရင်ကျွန်တော်တို့ဒီ video ရဲ့မလို့ရဲ့ပိုင်းကိုကျွန်တော်ဖြတ်မှဖြစ်ပြီးဒီနေရာတွေကိုကျွန်တော်ကြောလိုက်မယ်နော်နောက်ဆက်ဆွဲလိုက်ပေါ့ဟိုကေးရတဲ့ပိုင်းကိုပဲတင်မှဖြစ်တဲ့အတွက်ဟိုကေးစားရတော့မယ့်နေရာကိုရောက်ပြီဆိုရင်အဲ့နေရာလေးကိုဖြတ်လိုက်ဖြတ်ပြီးတော့ video တစ်ချက်ထောက်အောက်မှာ subscribe ဆိုတာရှိတယ်အဲ့ဒါလေးကိုချက်နှိပ်လိုက်နှိပ်ပြီးတော့ share ပိုင်းကိုဖြတ်ချလိုက်ဖြတ်ချလို့ပြီးဆိုရင်ကေးရသွားတော့မယ်အပိုင်းကိုရောက်ပြီဆိုရင်တစ်ချက်ရက်အဲ့လိုပဲ video တစ်ချက်ထောက်အောက်က subscribe ကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးတော့နောက်ကဟာတွေကိုလည်းအဲ့လိုပဲโอเคမရတဲ့အပိုင်းနဲ့မလို့တဲ့အပိုင်းနဲ့အကုန်လုံးကြောပြီးပြီးရတဲ့အပိုင်းကိုပဲ split ကိုထောက်ပြီးတော့ဖြတ်လိုက်အပိုင်းကြီးရအောင်အရင်လောက်လိုက်အဲ့လိုမျိုးဖြတ်ချပြီးတော့ဒီလိုမျိုးပိုင်းကြီးရနိုင်တယ်ပေါ့နော်ဒီလိုမျိုးပိုင်းတိုင်း video ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဒီ animation နဲ့ video နှစ်ခုရဲ့အလဲတုံးလို့တစ်ချက်နှိပ်ပြီးဒီမှာကိုကြိုက်တဲ့ဟာပါဗျာကိုကြိုက်တဲ့ effect တစ်ခုရွေးဒီ pro ဟာရောမရွေးနဲ့ပါကျွန်တော် free သုံးမှဖြစ်တဲ့အတွက် free ရတဲ့ဟာလေးကိုပဲရွေးပြီးတော့နှိပ်လိုက်ဘယ်လိုကိုအဲ့ဒါဆိုရင်ချိန်လိုက်ပါဗျာအောင်မစကန်နေနဲ့ချိန်ပြီးတော့ကြည့်လိုက်မယ်တစ်ချက် apply to all နှိပ်လိုက်မယ်ဆိုရင်တော့အကုန်လုံးဖြစ်သွားလိမ့်မယ်အလုံးပြီးတော့ရလက်လေးအဲ့လိုမျိုးလေးရွှေ့သွားချက်ဒီလောက်ဒီတော့ရပြီလို့အားလုံးထင်ပါတယ်ကျွန်တော်တို့အခုဒီဗီဒီယိုကာလာလေးတောင်းမှာဖြစ်ပါတယ်ကာလာလေးတောင်းအောက်က just connect ပြီးရင်ဒီဂျပန်ဆိုရတဲ့ကျွန်တော်တို့တရားပဲထားရဗျဒီလိုကြည့်အောင်တရားပဲထားလိုက်တယ်ဒီတရားလေးကျွန်တော်တို့လိုက်လို့လည်းရပါတယ်တကယ်လို့မလုပ်ချင်ဘူးဆိုရင်လာတော့ကိုချိန်လို့ရတယ်ဒီလင်းမောင်ပါညာပေါ့အကုန်ကျွန်တော်တို့လိုက်လို့လည်းရတယ်ဒါမှမဟုတ်ကိုညှိပြီးချိန်နေတယ်ဆိုလည်းရတယ်အားတော့တင်ပြောတော့ပြီးရင်ဒီအဓိကဖြစ်တဲ့ HSN အဲဒီမှာကာလာချိန်တာတော့တော်တော်ကြီးကြီးရပေါ့နော်အမှားလေလို့ဆိုတာထပ်ပို့သွားရင်လည်းဒီအောင်နေရရင်းထိန်နေရတော့ဘာလို့ဖြစ်ပြီး video quality ကြတဲ့အဲ့တော့ကြာတော့သိချာချိန်ကြီးမှဖြစ်မဲ့တာကျွန်တော်တို့လိုက်လောင်းနေရပါကျွန်တော်တို့လိုက်လောင်းနေကာလာလေးလာပါတယ်နောက်ပြီးတော့ရဲ့အစုံမှာဒီ editor ပြီးတော့ရလက်လေးကိုထည့်ပေးပါပါမယ်ဒါတော့အခြေခံ edit တဲ့နည်းပါဗျာဒီမှာမကြည့်တည်းရဲ့သူတွေအတွက်ဖြစ်ပါတယ်ကျွန်တော်တို့လိုက်ချိန်ကြည့်ပါကျွန်တော်တို့ကညှိပြီးသွားပြီဆိုရင်ဒီအကျဲဆိုတဲ့လူတစ်ချက်ထောက်လိုက်ထောက်ပြီးတော့ကိုဗီဒီယိုနောက်ဆုံးဒီကိုဆွဲလိုက်ပါကိုထားမယ့်နေရာဒီကိုဆွဲလိုက်ပါနော်အဲ့ဒါဗီဒီယိုကဒီလိုမိုးလေးဖြစ်သွားပါလိမ့်ဗီဒီယိုတစ်ခုလုံးအဒီကာလာလေးနဲ့ဖြစ်သွားလိမ့်မယ်ဒါဆိုကျွန်တော်ဒီပိုင်းပြီးပြီဆိုတော့ကိုဗီဒီယိုရဲ့နောက်ခံတန်ထည့်မယ်ပေါ့နောက်ခံတချင်ထည့်ဖို့ဆိုရင်ကျွန်တော်တို့ဒီ audio နဲ့ sound ကိုတစ်ချက်တော့နှိပ်လိုက် sound ကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ဒီ search bar မှာပေါ့နော်ကျွန်တော်ရှာလို့လေးရှာလိုက် NSE sound ဆိုပြီးရှာလိုက်အမကိုကြိုက်တဲ့တချင်တစ်ပုဒ်ကိုရွေးပြီးတော့ထည့်လိုက်ပေါ့ဗျာကျွန်တော်တော့ဒါလေးထည့်ရလိုက်ဟုတ်ပြီကျွန်တော်တို့ဒီတချင်းရဗီဒီယိုတက်ရှိနေရတော့ဗောနော်တချင်းကိုဖြတ်မယ်ဗီဒီယိုရဲ့ဆုံးနောက်တော့တချင်းကိုတစ်ချက်လောက်နှိပ်ပြီးနောက်ကပြန်ဖြတ်ထုတ်လိုက်ဒါဆိုရင်တချင်းနဲ့ဟိုနဲ့ဗီဒီယိုနဲ့ကညွန်ချိန်လိုက်ပါဒါဆိုရင်ရပြီ
ကျွန်တော်တို့ပြီးပြီဆိုရင်ဗီဒီယို export လုပ်လို့ရပါပြီဗျအရင်ဆုံးဒီဗီဒီယိုလေးကိုကြည့်လိုက်ရအောင် Emocional, mas não vou me contar, sou belo, vou viver a minha vida da sol. E na fonte dos teus casar, tira dia não dá.အဲဒီလောက်ဆိုရင်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ဒီ question မှာကျွန်တော်ရဲ့ Telegram channel Telegram account TikTok channel တွေကိုကျွန်တော်နင်းနေထားပြီးသားပါမယ်အားလုံးပဲဒီ one channel နဲ့ပတ်သက်တဲ့အရာတွေသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ account လေးကို like and subscribe လုပ်ခဲ့ပေးပါโอเคအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်